Hello အားလုံးပဲမင်္ဂလာပါရှင် HM Skin Care လေးနဲ့အသားရုပ်ကြီးစိုက်ကြမယ်ဒီဟာလေးကဒိုနာလေးပါရှင်ဒိုနာချက်ပေါက်ကျဲတာစာဝက်ချမ်းပြီးတော့အစီပြန်တာလေးတက်တာစေးတယ်မျက်နှာတစ်ပြီးတော့ဒီလိုမျိုးဂွန်းလေးပေါ်မှာထည့်ပြီးတော့အဲ့လိုမျိုးတုပ်ပေးပါမျက်နှာပေါ်မှာကြံနေတဲ့အညစ်အကြေးတွေအဲ့လိုမျိုးတုပ်ပေးပါရှင်တုပ်ပြီးတာနဲ့လက်လေးပေါ်မှာနည်းနည်းလေးထည့်ပြီးတော့ပြန်လင်းပေးပါအဲ့လိုလုပ်တဲ့အချိန်ကျတော့ချက်ပေါက်ကျဲတာပို့ပြီးတော့ပုံမြန်ပြီးတော့တက်တာစေးတာပေါ့နော်တခါတည်းအခြားအဆင်မလိမ့်မဲ့နည်းနည်းလေးအချောက်ခံပေးပါနည်းနည်းဒီလိုမျိုးပန်ကာလေးနဲ့မှုတ်ပေးလို့ရပါတယ်နောက်ဆိုရင်1မိနစ်စောင့်ပြီးတော့ပြန်လင်းပေးပါရှင်ဒါကျတော့ liquid essence လေးပါနော် serum လေးပါရှင်အသားရည်ကြည်ဝင်ဂလိုတောက်ပါစေတဲ့ရေတက်ဖြစ်လေးပါနော်သူကကျတော့ကိုအသားရည်မှာလိုနေတဲ့ရေတွေကိုဖြည့်ပေးတယ်ပေါ့နော်အဲ့လိုမျိုးအရန်နဲ့မှသုံးလို့ကောင်းပါတယ်ရှင်သုံးကြည့်ပါလို့လိမ့်ပြီးတာနဲ့အဲ့လိုမျိုးနှိပ်ပေးပါနော်ခဏလေးနောက်တစ်ဆင့်ကကျတော့ HM ကထုတ်တဲ့ Korea Made Moisturizer လေးပါနော်မအိုဈေးလေးပါ Moisturizer လေးကျတော့အိုမင်းရင်းရောက်မှုကိုကောက်ွက်ပေးပါတယ်နော်အရေးကြောင့်တွေကိုတက်တာစေးပါတယ်ညံ့ညံ့မအိုချင်ဘူးဆိုရင်ဒီမအိုဈေးလေးလိမ့်ပေးပါလို့သုံးလို့အရန်ကောင်းပါအမဲဆက်တင့်တိတ်အဲ့လိုမျိုးကောက်ွယ်ပေးပါတယ်နော်မဖြစ်ခင်အရင်ကူကြပါလို့ဖြစ်ပြီးမှလိမ့်မယ်ဆိုရင်ပို့ပြီးတော့ညံ့ညံ့လိမ့်ရတာပေါ့နော်ဘာမှဖြစ်ခင်ကလေးကကိုကအသားယူယူဆိုင်မယ်ဆိုရင်တော့နောက်ဆုံးအဆင့်ကကျတော့နေကာလေးပါနေကာအပြင်ထွက်အဲ့တန်းမှာပဲနေအများလိမ့်ရပါတယ်နော်သူကကျတော့ gel type နေကာလေးပါနော် SPF 50++ ပါပါတယ်နေကာကျတော့လင်းကိုလိမ့်ရပါတယ်ရှင်မနေ့တစ်ချိန်ပေါ့ညကျတော့လေကာနေစေးရမလို့ဘူးသူကတင့်တိတ်အမဲဆက်ပို့ပြီးတော့ကောက်ွယ်စေတယ်ပေါ့နော်မလိမ့်ဘူးဆိုရင်တင့်တိတ်အမဲစေးတွေကဖြစ်ရလွယ်ပါတယ်နေကာပုံမှန်လိမ့်ထားတယ်ဆိုရင်အဲ့လိုမျိုးဖြစ်ဖို့ကောက်ွယ်ပေးတာပေါ့နော်ဒီမှာလိမ့်ပြီးတာနဲ့အသားယူကြည့်ပြီးတော့ glow နေတာပဲနော်ဒီမှာဘာ effect မှမထည့်ထားဘူးရှင်ဒီမှာskin care လေးပြီးပါပြီနောက်ဆုံးကျတော့ light green ကထွက်တဲ့နှာခမ်းကြီးလေးဆိုပါမယ်ဒီမှာနော်အယောင်နုနုလေးနဲ့အရန်လာပါတယ်ရှင်ဒီမှာအသားယူ glow နေတာပဲဒီမှာကြည့်လို့ရပါတယ်ရှင်